အဲ့လိုမျိုးမင်္ဂလာပါကျွန်တော်နာမည်ဂျယ်လီဖော်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ဗာပြောရမလဲဆိုပေါ့နော်ဒါလေးကိုမှတ်ထင်မနေ YouTube မှာတွေ့လိုက်တယ်အဲ့ဒါနေတော့ဒါပေမဲ့ကျွန်တော်ခုမှတွေ့ရနော်ဘယ်လိုလဲကောင်းပိုင်ရင်းနဲ့စကြည့်ပြရအောင်လို့ဒီဗီဒီယိုပဲဖြစ်ပါတယ်ဆိုတော့သူ့ရဲ့အကောင့်လေးကိုပြီးတော့မယ်ပြီးရင်သူ့ဗီဒီယိုလေးကိုsubscribe လုပ်ခဲ့မယ် like share ဖြင့်ကူညီပေးခဲ့ကြပါအောင်ဟုတ်နော်အဲ့ကောင့်လေးကိုပြပါမယ်အဲ့ဒါတော့ဒီကောင့်မဖြစ်ပါတယ်โอเคဒါလေးကိုသူ့ subscribe လေးနဲ့တော့ကူညီပေးကြပါအောင်လို့ပြောချင်ပါတယ်အဲ့တော့ကျေးဇူးပါ